စီရိုနာမှာမာလာဘူဖေးစားမယ်အားလုံးပဲမင်္ဂလာပါတန်လေးပါတနေ့ဘာစားရင်ကောင်းမလဲဆိုပြီးတော့ပဲတွေးနေတတ်တဲ့မမတန်လေးတယောက်ကတော့ဒီတခါမှာစီရိုနာရဲ့မာလာဘူဖေးကိုတွားပြီးတော့ join ဖြစ်ခဲ့ပါတယ်ကဲတော့ vlog လေးစပြီဆိုတာနဲ့အစားအသောက်တွေကဘာတွေပါလဲဘလို့ကောင်းလဲဒါတွေကိုအရင်မသိကျင်ပဲနဲ့ဈေးနှုန်းကိုပဲအရင်သိကျင်ကြတဲ့သူတွေအတွက်မမတန်လေးကဒီတခါမှာတော့ဈေးနှုန်းကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဈေးနှုန်းကလေသူကတသက်မထဲမရှိဘူးသိလားအရင်တော့ဆိုလို့ရှိရင်လူတယောက်ကို8000ကနေစားတယ် Alibag ဆိုလို့ရှိရင်1000တက်တာမယ်မမတန်လေးတို့သွားစားတော့ကြတော့တယောက်ကို3သိန်းပေါ့နော်3သိန်းကိုမှတယောက်လားတယောက် free အနေနဲ့အဲ့ဒီနေ့မှာမမတန်လေးကသွားစားခဲ့တာဖြစ်ပါတယ်အဲ့တော့တကယ်လို့များ update ဈေးတွေသိချင်တယ်ဆိုလို့ရှိရင်တော့ Sirona Hotel ရဲ့ page ထဲမှာဝင်ပြီးတော့ကြည့်ရှုလို့ရပါတယ်လို့ကဲဒါဆိုလို့ရှိရင်တော့ဒီ Sirona ရဲ့မာလာဘူဖေးမှာဘလို့စားစားတွေပါဝင်လဲအရသာတွေကဘလို့ရှိလဲဆိုတာဆက်ပြောတော့မယ်နော်အဲ့တော့မာလာဘူဖေးဆိုတော့မာလာရှန်ကောကတော့အဓိကအနေနဲ့ပါဝင်ထားတာပေါ့နော်သူကဒီမှာ seafood တွေလည်းရှိမယ်အသားလုံးတွေလည်းရှိမယ်ကြက်သားဝက်သားအမဲသားအစုံအလင်ပေါ့နော်ကိုကြိုက်တာကိုရွေးချယ်ပြီးတော့မာလာရှန်ကောလောက်ခိုင်းလို့ရတာပေါ့နော်ဆိုတော့အမတန်လေးကတော့ seafood စားတာပုံများတဲ့အတွက် seafood တွေကိုပို့ပြီးတော့ရွေးချယ်တယ်ရွေးချယ်ပြီးတော့ seafood တွေရဲ့အသေးရွက်တွေနဲ့အတူတူဒါမာလာရှန်ကောလေးကိုမှားပစ်တာပေါ့နော်ပြီးတော့ဒီမှာကတော့အခင်းလေးလည်းအများကြီးရှိတယ်ကွာအခင်းလေးမှာဆိုလို့ရှိရင်တော့တန်လေးတို့ကတော့ရွေးချယ်စရာသိမရှိဘူးတန်လေးကစက်သားနဲ့စီဖူပဲစားတာဆိုတော့ဒီမှာကအခင်းနေရာမှာကစက်သားရဲ့ပစုံရဲ့ထားတာကနဲတယ်ပြီးတော့ကျန်တဲ့ဒါဝက်သားအမဲသားစသဖြင့်ပေါ့နော်ဒါတွေကတော့အများကြီးရှိနေတာဖြစ်တယ်ပြီးတော့ဒီနေရာမှာသူကဆက်လက်ကလေးတွေကိုယ့်ဘက်ကိုလှုပ်ရှားခြင်းနဲ့ဆိုလို့ရှိရင်လည်းလှုပ်ရှားလို့ရအောင်လို့ထားပေးထားတယ်ပြီးရင်တခါတည်း side dish တွေလည်းတခါတည်းဟင်းပွဲတွေပြင်ဆင်ပေးထားတယ်ဒီထဲမှာဆိုရင်စက်သားတုပ်လေးတော့တော်တော်လေးစားကောင်းတယ်ပြီးတော့လို့ရှိရင်ပစုံမယောနီစ်ပေါ့နော်အဲ့ဒါလေးလည်းတော်တော်လေးစားကောင်းတာတွေ့ရပါတယ်ကဲမန္တလေးကတော့ရောက်တာနဲ့ဘိုက်ကအရန်စားနေတာဆိုတော့ side dish တွေပဲအရင်ဆုံးထည့်ပြီးတော့အရင်ဆုံးစားလိုက်ပါတယ်ဒီထဲမှာလေးသူကဂျပန်ဆိုင်ဒီမှာရတတ်တဲ့ရင်းကြီးတုပ်လေးလည်းပါတယ်တန်လေးကပစုံမယောနီစ်လည်းအရန်ကြိုက်တာဆိုတော့ပစုံမယောနီစ်လည်းအရင်စားဖြစ်တယ်ပေါ့နော်ပြီးတော့ဒီစီရိုနာမှာကဘာရလဲဆိုတော့တန်လေးတို့သွားတဲ့နေ့မှာဆိုလို့ရှိရင် cocktail ကလည်း free flow ရတယ်ပြီးရင် beer လည်း free flow ရတယ်တန်လေးကတော့ beer မတောက်တဲ့သူဆိုတော့ cocktail လေးရွေးချယ်တယ်တကယ်လို့ wine တောက်မယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့3900ပဲထပ်ပေးပြီးတော့ wine လည်း free flow တောက်လို့ရတယ်တန်လေးက wine အရန်ကြိုက်တဲ့သူပေါ့နော်ဆိုတော့ပထမ wine တောက်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားလိုက်သေးတယ်ဒါပေမဲ့သူ့ရဲ့ signature cocktail လေးတွေလည်းမြည်ဆန်းကြည့်ကျင်တာနဲ့သူ့ရဲ့ signature cocktail လေး3မျိုးရှိတယ်အဲ3မျိုးစလုံးမှာပြီးတော့တောက်ကြည့်လိုက်တဲ့အချိန်မှာဒါ Sirona ရဲ့ signature cocktail ဒီအပြာရောင်ခွက်လေးပေါ့နော်ဒါလေးကတော့တော်တော်လေးတောက်လို့ကောင်းတယ်ကျန်တဲ့နှစ်ခွက်ကတော့နည်းနည်းလေးပြင်းတယ်ကွာအရသာအဲ့တော့ဒီ cocktail လေးတွေကအဆင်ပြေနေရတဲ့ပဲတနေ့တော့ wine မမှာတော့ပဲနဲ့ cocktail လေးတွေပဲfree flow တောက်ခဲ့တယ်ပေါ့ရှင်ဆိုတော့ဒီမှာကဒါပဇွန်ကင်းနေလဲရတယ်ပြီးတော့နောက်တစ်ခုရတာကကြတော့သူက hot pot လဲရတယ်မာလာ hot pot ပေါ့နော်မာလာ hot pot ကိုမှအချိုလိုခြင်းလား level 1 2 3စသဖြင့်ဒါကိုအဆက်စားနိုင်တဲ့လောက်ကိုတွားပြီးတော့မှာလို့ရတာပေါ့နော်တနည်းကတော့ဒါတခြားမာလာရှန်ကောမှာလဲအဆက်က level 2လောက်မှာထားတဲ့ခါကြတော့ hot pot မှာကတော့အချိုပဲမှာလိုက်တာပေါ့နော်အရေးတောက်တဲ့ခါကျရင်အရေးချိုလေးပဲတောက်ချင်လို့ဆိုပြီးတော့အချိုမှာလိုက်ပါတယ်ဒါမဲ့လေတနည်းကမာလာရှန်ကောမှာ level 2မှာတယ်ဆိုပြီးမဲ့ level 2ကအရန်ဆက်တာတော့မဟုတ်ဘူးเนาะတကယ်လို့အရန်အဆက်စားတဲ့သူအတွက်ကတော့ level 2လောက်ကတော့အေးစစ်စစ်စားနိုင်တယ်အဲ့တော့ဒီမာလာဘူဖေးကိုတော့ join မယ်ဆိုလို့ရှိရင်အဆက်အရန်စားနေတဲ့သူတွေကတော့ level အမြင့်ဆုံးသာဖိုင်းကြည့်ခဲ့ပါလို့အကြံပေးချင်ပါတယ်ကဲအားရပါရတွေစားပြီးသွားပြီဆိုလို့ရှိရင်ဒါ dessert တွေကလည်းတကယ်လို့တွေခြံထားခဲ့လို့မရဘူးလေเนาะကဲအဲ့တော့ဒီ Sirona Hotel ရဲ့ dessert တွေရောဘယ်လိုရတာရှိလဲဆိုတာမြည်ဆန်းကြည့်ဖို့အတွက်ကတော့တစ်မျိုးကိုတစ်ခုစီတနည်းကတော့ရွေးချယ်လိုက်ပါတယ်တော့ပူတင်းတွေလည်းရှိတယ်ကိတ်လေးလည်းရှိတယ်မာချာကိတ်လေးလည်းရှိတယ်ပေါ့နော်ကျွန်တော်တနေ့ဒီမှာကြည့်လိုက်တာလေတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့အကြိုက်ဆုံးကတော့ဒီဟာပေါ့နော် marshmallow နဲ့ chocolate နဲ့ပေါ့နော်တို့စားရတဲ့ဟာလေးကတော့တန်လေးလည်းအကြိုက်ဆုံးဖြစ်ပါတယ်ပြောလို့ရှိရင်လူတော့နည်းနည်းများတယ်သိလားအဲ့တော့တကယ်လို့ပေါ့နော်ကိုယ့်ရဲ့ချစ်သူနဲ့ပဲဖြစ်ဖြစ်မိသားစုတွေနဲ့ပဲဖြစ်ဖြစ်အေးစစ်စစ်ချင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးbuffet အချိန်တွေကိုမ join ပဲနဲ့ကိုယ့်ကိုတီးတန့်ထင်းတာအနေနဲ့သွားစားတာကတော့ပို့ပြီးတော့ကောင်းလိမ့်မယ်လို့ထင်ပါတယ်ဒါလေးကိုအကြံပေးချင်တာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့တလေးရဲ့ vlog လေးကလည်းတော်တော်လေးနဲ့စုံလင်းပြည့်စုံသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဈေးနှုန်းလည်းတစ်ခါတည်းပြောပြီးသွားပြီเนาะအဲ့တော့တကယ်လို့များ update price လေးတွေသိချင်တယ်ဆိုလို့ရှိရင်เนาะ Sirona Hotel ရန်ကုန်ရဲ့ page ထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ကဲဒီနေ့ vlog ကတော့ဒီလောက်ပါပဲအားလုံးပဲတတာ